မင်္ဂလာပါပရိသတ်တို့ရေဒီနေ့မှာတော့ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေနဲ့မကဘဲနဲ့တကဘာလုံးကကျောင်းသားကျောင်းသူတွေမိဘတွေနဲ့ဆရာသမားတွေအားလုံးရဲ့ယင်ထဲမှာဘဝအတွက်အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့ပါတယ်ဆိုပြီးနေရာယူထားတဲ့ဘောလီဝုဒ်ရဲ့အကောင်းဆုံးစုထုစီပေါင်းများစွာရတဲ့ဟာသာဒရာမာဇာတ်ကားကြီး Three Idiots ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားကအိန္ဒိယနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးအာမီခန်ရဲ့အပြောင်ပြောင်ဆုံးလက်ရာတစ်ခုဖြစ်ပြီးတော့အောင်မြင်မှုနောက်ကိုပဲဇွတ်မလိုက်ပဲကိုဝါသနာပါတဲ့အရေးချင်းနောက်ကိုလိုက်ရင်အောင်မြင်မှုဆိုတာအလိုလျောက်လိုက်လာနိုင်မယ်ဆိုတော့ all is well ဆိုတဲ့ဆောင်းပုတ်ကိုကဘာကြိုစီခဲ့တဲ့ဇာတ်ကားကြီးပါဇလန်အစမှာတော့တော်ရင်တရိษံဓာတ်ပုံဆရာတယောက်ဖြစ်နေတဲ့ဖာဟန်ကိုပြသထားပါတယ်။သူဟာလင်းပေါ်မှာခီးတော့ဖို့ပြင်ဆင်နေတော့မှာပဲသူ့ဖုန်းထဲကိုတငယ်ချင်းဟောင်းတယောက်ဖြစ်တဲ့ချာတူးစီကနေဖုန်းဝင်လာပါတယ်။ချာတူးကငါတို့ရှာနေတဲ့ရန်ချူကိုရှာတွေ့ပြီးအခုချက်ချင်းကျောင်းတုံးကရေကန်ကြီးရှိရာကိုလာခဲ့လို့ပြောလိုက်တဲ့အခါမှာတော့ဖာဟန်ကအရန်ကိုဝမ်းသာသွားပါတယ်။လင်းပေါ်ကနေနေမကောင်းကြအောင်ဆောင်ပြီးတော့အရေးပေါ်အောက်ဆီဂျင်မျက်နှာဖုံးတွေဆွဲပြီးလင်းကိုမထောက်ခါခင်အတင်းပြင်ရခိုင်းပြီးဆင်းပြေးခဲ့ပါတယ်။ဖာဟန်ကလမ်းမှာသူ့ရဲ့နောက်ထပ်တငယ်ချင်းတယောက်ဖြစ်တဲ့ရာဂျူးရဲ့အိမ်ကိုကားနဲ့ဝင်ခေါ်ခဲ့ပါတယ်ရာဂျူးကလည်းရန်ချိုရဲ့သတင်းကိုကြားရတဲ့အခါမှာတော့အရန်ကိုစိတ်လှချသွားပြီးတော့ဘောင်းမီတော်ဝေဖို့မေ့ပြီးတော့အင်ကြီးပြားနဲ့ဂရင်ဘောကနေဆင်းပြေးလာခဲ့ပါတယ်။သူတို့ဟာလွန်ခဲ့တဲ့10နှစ်ကပြောင်းဆုံးသွားခဲ့တဲ့သူတို့ရဲ့အချစ်ဆုံးတငယ်ချင်းရန်ချိုကိုပြန်တွေ့ရရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့သူတို့တက်ခဲ့တဲ့ ICE အင်ဂျင်နီယာတက္ကသိုလ်ရဲ့အမိုးပေါ်ကိုရောက်လာကြပါပြီ။ဒီနေရာမှာစောင့်နေတာကတော့စမတ်ကြကြဝစ်စင်ထားပြီးအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတယောက်လိုဖြစ်နေတဲ့ချာတူးပါပဲ။ဒါပေမဲ့ချာတူးကသူတို့ကိုရန်ချိုနဲ့ချက်ချင်းပေးမှုတွေ့သေးပဲနဲ့လွန်ခဲ့တဲ့10နှစ်ကစက်တင်ဘာ9ရက်နေ့ဆရာများနေမှာသူတို့တငယ်ချင်း3ယောက်နဲ့လောင်းခဲ့တဲ့ဂရီကိုပြန်အမှတ်ရခိုင်းပါတယ်အဲဒီတော့ကချာတူးကဒီနေ့ကစပြီး10နှစ်ပြည့်တဲ့နေ့မှာငါတို့3ယောက်ဘသူကပူပြီးအောင်မြင်ကြော်ကြားတဲ့ဘဝကိုပိုင်ဆိုင်ရမလဲဆိုတာဒီနေရာမှာပြန်ဆုံပြီးတက်တည်ပြကြီးဆိုပြီးတော့နေရန်ပေါ်မှာရက်ဆွဲရေးပြီးလောင်းခဲ့တာပါချာတူးကသူ့ရဲ့ဈေးကြီးတဲ့ကားတီကြီးနဲ့လန်ဒန်ကအင်ကြီးเจ้าကိုကြွားလုံးထုတ်ပြီးတော့ရန်ချိုဘာမှရှိလဲဆိုတဲ့ဒီနေရာကိုပြလိုက်ပါတယ်ရန်ချိုဟာသတင်းချက်လက်တွေအရရှမ်မလာဆိုတဲ့တောင်ပေါ်မျိုးလေးမှာရှိနေတာပါဖာရန်ရာဂျူးနဲ့ချာတူးတို့3ယောက်ကရန်ချိုကိုရှာဖွေဖို့အတွက်ကားတစ်စီးနဲ့တောင်ပေါ်မျိုးလေးစီကိုခီးထွက်ခါရင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတက္ကသိုလ်ကျောင်းသားဘဝဖြတ်တန်းခဲ့ရတဲ့အတိတ်စီကိုဇလန်းကပြန်လဲဆွဲခေါ်သွားပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖာရန်ရာဂျူးတို့ကအိန္ဒိယနိုင်ငံရဲ့အောင်မြင်မှုအခက်အခဲဆုံးလို့နာမည်ကြီးတဲ့ ICE အင်ဂျင်နီယာတက္ကသိုလ်ကိုပထမဦးဆုံးနှစ်ကျောင်းသားအဖြစ်ရောက်ရှိလာခဲ့ပါတယ်ဖာရန်ကတော့အမွေးကလေးကသူ့အဖေကငါသားအင်ဂျင်နီယာကြီးဖြစ်ရမယ်ဆိုပြီးတက်မှတ်ခြင်းခံနိုင်ရပြီးတော့သူကိုယ်တိုင်ကတော့တော်ရင်တရိษံဓာတ်ပုံရိုက်တာကိုရိုးရိုးသွတ်ဝါသနာပါခဲ့ပေမဲ့မိဘရဲ့ဖိအားပေးမှုကြောင့်အင်ဂျင်နီယာကျောင်းတက်လာရသူပါတပတ်မှာလဲရာဂျူးကတော့အရန်ဆင်းရဲပြီးလေးဖြတ်နေတဲ့အဖေအငိမ့်စား NES အမေနဲ့အိမ်တော်မချနိုင်သေးတဲ့အမကြီးတို့ရှိတဲ့မိသားစုရဲ့တခုလေးသောမျှော်လင့်ချက်အဖြစ်ကျောင်းလာတတ်ရသူဖြစ်လို့စိတ်ထဲမှာအမြဲတမ်းကြောက်ရွံ့မှုတွေဖိအားတွေပြည့်နေတဲ့သူပေါ့ကျောင်းရောက်တဲ့ပထမဦးဆုံးညမှာပဲစီနီယာကျောင်းသားတွေကဂျူနီယာတွေကိုအနိုင်ကျင့်တဲ့စနစ်နဲ့အခန်းထဲမှာအတွင်းခံပေါင်းဝင်ပြဝတ်ခိုင်းပြီးစီနီယာတွေကိုဥညွှတ်လေးပြုခိုင်းပါတယ်။ကျောင်းသားအလုံးကကြောက်ရွံ့လို့လောက်ကြပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီမဲကြီးတစ်လုံးနဲ့ကျောင်းထဲကိုပပဝင်လျှောက်လာတဲ့ရန်ချိုကတော့စီနီယာတွေရဲ့အမိန့်ကိုလုံးဝမနာခံပါဘူး။သူကဒါဟာအကြမ်းဖက်မှုပုံစံမျိုးပဲငါမလုပ်နိုင်ဘူးလို့ပြောပြီးတော့သူ့ရဲ့အခန်းထဲကိုဝင်ပြီးတော့တကားပိတ်လိုက်ပါတယ်။ဒေါသထွက်သွားတဲ့စီနီယာခေါင်းဆောင်ကရန်ချိုရဲ့တကားဝါကိုသွားပြီးတော့မင်းခုချက်ချင်းတကားမဖွင့်ရင်ဒီတကားကိုငါသေးနဲ့ပန်းပြစ်မယ်ဆိုပြီးတော့ချင်းချောက်ပါတယ်အဲ့ဒီအချိန်မှာအခန်းထဲကရန်ချိုကတော့စိတ်မဆိုးပဲနဲ့ကျောင်းသားစာအုပ်ထဲကလျှက်စစ်ကူးပြောင်းမှု theory ကိုချက်ချင်းသုံးချလိုက်ပါတယ်သူဟာအာသွရုပ်တစ်ချောင်းဇွန်းတစ်ဇွန်းနဲ့တက်သားပြားကိုသုံးပြီးတော့လျှက်စစ်ပလန်တစ်ခုလောက်ခါတကားအောက်ခြေကနေအပြင်ကိုထိုးလိုက်ပါတယ်စီနီယာကျောင်းသားရဲ့စီးကလျှက်စစ်ကူးတာကြောင့်တကားဝါစီကိုစီးသွားလိုက်တဲ့အချိန်မှာပဲဂျိန်းဆိုပြီးလျှက်စစ်တက်လိုက်ခါစီနီယာကြီးခမတကိုယ်လုံးတောင်ခါပြီးအိုဟစ်ခါထွက်ပြေးသွားပါတော့တယ်ဒါကိုဘေးကနေမြင်လိုက်ရတဲ့ဖာဟန်နဲ့ရာဂျူတို့ကရန်ချိုဆိုတဲ့ကောင်လေးဟာတာမန်ကျောင်းသားမဟုတ်ဘဲနဲ့တကယ်ကိုထူးခြားဆန်းနေပြီးစာအုပ်ကြီးတိုင်းမဟုတ်ပဲလက်တွေအသုံးချတတ်တဲ့ပါရမရှင်တယောက်ဆိုတာစသည်တည်သွားကြပါတယ်ဒီကျောင်းရဲ့ကျောင်းဝင်ကြီးကတော့ virus sarata ဖြစ်ပြီးတော့ကျောင်းသားတွေကသူ့ကိုရက်ဆက်လွန်းလို့ virus လို့လှုပ်ဝက်နာမည်ပေးထားကြပါတယ် virus ဟာစီကံရင်ကြီးပြီးတော့လူဘဝကိုပြိုင်ပွဲတစ်ခုလို့သဘောထားရလို့ပါသူကဘဝဆိုတာပြိုင်ပွဲပဲမင်းတို့အများဆုံးမပြေးနိုင်ရင်တခြားလူတွေကကြော်တက်သွားလိမ့်မယ်ငှက်တွေတောင်ကဘာပေါ်မှာပထမအဦးဆုံးဥတဲ့ဥကိုပဲစောင့်ရှောက်ပြီးတော့ဒုတိယဥကိုတော့အလိုလိုပြစ်ပယ်တတ်တယ်ဆိုတဲ့အတွေးခေါ်နဲ့ကျောင်းသားတွေကိုဖိအားပေးလေ့ကျင့်ပေးသူပါကျောင်းဝင်မဲနေမှာ virus ကကျောင်းသားအသစ်တွေကိုစူးစီးပြီးတော့သူ့ရဲ့အမြဲတမ်းဂုဏ်ဝင်ကြွားနေတဲ့ space ban ကိုထုတ်ပြပါတယ်သူဟာအဲ့ဒီဖောင်တင်ကသိပ္ပံပညာရှင်တွေကဒေါ်လာတန်းနဲ့ချီကုန်ကျခံပြီးတော့တည်ထားတာဆွဲငင်ရမရှိတဲ့အာကာသထဲမှာဘလို့အပူချိန်မျိုးမှမဆိုစာရေးလို့ရတယ်ဒီဖောင်တင်ကိုငါ့ရဲ့ဆရာကငါ့ကိုပေးခဲ့တာဖြစ်ပြီးတော့ ICE ကျောင်းသမိုင်းမှာအတော်ဆုံးဖြတ်ထိုးဉာဏ်ရှိဆုံးကျောင်းသားကိုပဲပြန်ပေးရမယ်လို့ဂရုပြုထားရလို့ကြွားလုံးထုတ်ပါတယ်ကျောင်းသားအလုံးကအားကြတဲ့မျိုးလုံးတွေနဲ့ကြည်နေတော့မှာပဲရန်ချိုကလက်ညှိုးထောင်ပြီးတော့ရိုးသက်မင်းကုန်းတစ်ခုမိလိုက်ပါတယ်ဆရာအာကာသထဲမှာဖောင်တင်ကစာရေးလို့မရရင်သိပ္ပံပညာရှင်တွေကဘာဖြစ်လို့ပတ်စံအများကြီးကုန်ခံပြီးဖောင်တင်လုပ်နေတာလဲခဲတံကိုပဲတုံးလိုက်ရင်ပတ်စံလဲတက်တာစာလဲရေးလို့ရတာပေါ့ဆိုပြီးတော့ပြောတာပေါ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့တကြောင်လုံးသိသိသွားပြီးတော့ကျောင်းကြီးဗိုင်းရပ်ခင်ဗျာဘာပြန်ပြောရမှန်းမသိပဲနဲ့မျက်နှာကြီးနီမြန်းပြီးတော့ဒေါသတကြီးနဲ့စင်ပေါ်ကဆင်းသွားပါတော့တယ်အဲ့ဒီနေ့ကစပြီးရန်ဂျိုဟာကျောင်းကြီးဗိုင်းရပ်ရဲ့မျက်စိထောက်ထောက်ကြည့်ပြီးတော့အညှိုးထားခြင်းခံရတဲ့နံပါတ်1ကျောင်းသားဖြစ်လာပါတယ် ICE တက္ကသိုလ်ရဲ့စာသင်ခန်းထဲမှာတော့ရန်ဂျိုကဆရာရင်းရဲ့တင်ကြားမှုစနစ်ကိုအမြဲတမ်းမင်းကိုထုတ်လို့ရှိပါတယ်ဒီနေ့မှာတော့အင်ဂျင်နီယာဘာသာရဲ့ဆရာကစက်ပစ္စည်းဆိုတာဘာလဲလို့မေးတဲ့အခါမှာတော့ရန်ချိုကအရန်ရိုးရှိတဲ့ပုံစံနဲ့ဆရာလူသားတွေရဲ့အလုပ်ကိုတတ်တာစီတာ
အချိန်ကိုတက်တာစေတာမှန်တယ်ဗျဆက်ပစ္စည်းပါပဲဥပမာဘောင်းမီစစ်လိုမျိုးပေါ့ဆွဲလိုက်ရင်အပေါ်တက်တယ်ပြန်ဆွဲရင်အောက်ဆင်းတယ်ဒါလည်းလူကိုလှုပ်တက်တာစေလို့ဆက်ပစ္စည်းပါပဲလို့လက်တွေ့ဆက်ဆံပြပါတယ်ဒါပေမဲ့ဆရာကစာအုပ်ကြီးတိုင်းမဟုတ်လို့မကြိုက်ပါဘူးအဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးရဲ့အနှစ်သက်ဆုံးအလွတ်ကျက်စနစ်ကိုကိုးကွယ်တဲ့စာအုပ်ကြီးသမားချတူးကထပ်ရပြီးတော့စာအုပ်ထဲကစာလုံးမတစ်လုံးမကျန်ဆက်ပစ္စည်းဆိုဒီမှာစွမ်းရင်တစ်ခုအခြားစွမ်းရင်တစ်ခုအဖြစ်ပြောင်းလဲပြီးတော့ဆိုပြီးတော့ရှီကြီးအလွတ်ကျွပြလိုက်တဲ့အခါမှာတော့ဆရာကသဘောကျပြီးလက်ခုပ်တီးချီးကျူးပါတယ်ရန်ချိုကဆရာစာအုပ်ထဲကစာတွေကိုအလွတ်ကျက်တာကပညာရေးမဟုတ်ဘူးအတိတ်တွေကိုနားလည်ဖို့ကပထမပါလို့ပြန်ရင်းတဲ့အတွက်ကြောင့်မလို့ဆရာကစိတ်ဆိုးပြီးတော့မင်းတော်လန်နီယာဆိုလို့ရှိရင်အခန်းထဲကအခုချက်ချင်းထွက်သွားလို့မောင်းထုတ်လိုက်ပါတယ်ရန်ချိုကပြုံးပြုံးလေးနဲ့ထွက်သွားပြီးမှအခန်းထဲကိုပြန်ဝင်လာပါတယ်ဆရာကဒေါသတကြီးနဲ့မင်းဘာလာပြန်ယူလာလဲလို့မေးတဲ့အခါမှာတော့ရန်ချိုကကျွန်တော်ဘဝရဲ့အသိဉာဏ်တွေကိုမှတ်တမ်းတင်ထားပြီးပုံနှိပ်ထုတ်ဝေထားတဲ့စာမျက်နှာတွေအများကြီးပါဝင်ပြီးတော့လူသားတွေရဲ့ဘုသူတ္တတွေကိုတိုးဝစေတဲ့အရာကိုပြန်လာယူတာပါလို့အရှိကြီးပြောပါတယ်ဆရာကနားမလည်ပဲနဲ့ဘာလဲခွင့်လို့မေးတော့မှရန်ချိုကပြောပြီးတော့စာအုပ်ကိုပြောတာပါဆရာလို့ရိုးရိုးရှင်းရှင်းပြောပြီးထွက်သွားပါတော့တယ်ဒါဟာချတူးလို့စာအုပ်ကြီးတိုင်းအရှိကြီးပြောပြီးမှသဘောကျတဲ့ဆရာရဲ့စနစ်ကိုရန်ချိုကတယော်လိုက်တာဖြစ်ပြီးတော့ဖာရန်နဲ့ရာဂျူတို့ကတော့အနောက်ကနေတဟားဟားနဲ့ရီမိုးကြံရိတ်ခဲ့ရပါတယ်ရန်ချိုရဲ့အတွေးခေါ်တွေကပျော်စရာကောင်းပေမဲ့ဒီတက္ကသိုလ်ရဲ့စနစ်ဆိုးကတော့ကျောင်းသားတစ်ယောက်ရဲ့အသက်ကိုရုပ်ကြီးနှုတ်ယူသွားခဲ့ပါတယ်ကျောင်းမှာ join လိုပိုဆိုတဲ့ဝါသနာပါပြီးတီထွင်ဉာဏ်ရှိတဲ့စီနီယာကျောင်းသားတစ်ယောက်ရှိပါတယ်သူဟာမောင်းသူမဲ့ drone လီရင်တစ်ခုကိုကိုယ်တိုင်တီထွင်ဖို့ကြိုးစားနေတာပါဒါပေမဲ့သူ့ရဲ့ဖခင်နေမကောင်းဖြစ်နေတာကြောင့် project တင်ရမယ့်ရန်နောက်ကျသွားခဲ့ပါတယ်။ Join ဟာကျောင်းကြီး virus ရဲ့ခြေထောက်ကိုဖတ်ပြီးတော့ဆရာကျွန်တော်ကိုရန်နေငယ်လောက်တန်းတိုးဝေပါကျွန်တော်ဖေကကျွန်တော်ဘွဲရမှာကိုမျှော်လင့်နေတာပါလို့တောင်းပန်ရှာပါတယ်။ဒါပေမဲ့ရက်ဆက်တဲ့ virus ကတော့ Join ရဲ့ဖခင်စီကိုဖုန်းတိုက်ရိုက်ဆက်ပြီးတော့မင်းသားဒီနေ့ဘွဲမရတော့ဘူး။ကျောင်းထုတ်လိုက်ပြီဆိုပြီးတော့ပြောပြီးတော့ Join ရဲ့ project ကိုအမိုက်ပုံနဲ့လွတ်ပစ်လိုက်ပါတယ်။ Rancho Farhan နဲ့ Raju တို့ကတော့ Join ရဲ့စိတ်ဓာတ်ကျနေတာကိုမြင်ပြီးသူ့ရဲ့ drone ယာဉ်ကိုသူတို့ကိုယ်တိုင်ညာလုံးပေါက်ဝိုင်းပြီးပြင်ဆင်ပေးခဲ့ပါတယ်။နောက်ရက်မနက်မှာတော့ drone ယာဉ်ကကင်မရာနဲ့အတူတူပဲကောင်းကင်ဘက်ကိုအောင်မြင်စွာပြန်သွားနိုင်ခဲ့ပါတယ်။ Rancho တို့၃ယောက်ကဝမ်းသာအားရနဲ့ drone ရဲ့ကင်မရာမြင်ကွင်းကို laptop ထဲကနေကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုတွေးပြစရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ကင်မရာက Join ရဲ့အခန်းပတင်းပေါက်ထဲကိုဖျက်ကြည့်မိတဲ့အချိန်မှာတော့ Join ကမျက်နှာကျက်မှာကျိုးဆွဲချသိဆုံးနေတာကိုမြင်တွေ့လိုက်ရပါတယ်။နေရန်ပေါ်မှာလည်း I quick ငါအရှုံးပေးလိုက်ပြီဆိုပြီးရေးထားခဲ့တာပါ။ Join ရဲ့ဇာပနာမှာကျောင်းသားအလုံးဝမ်းနေနေကြတော့မှာပဲကျောင်းကြီး virus ကဒါစိတ်ပူစီမှုတံကိုမခံနိုင်လို့ဖြစ်တာလို့ပြောလိုက်တဲ့အခါမှာတော့ Rancho က virus ရဲ့ရှေ့ကိုတက်တက်သွားပြီးရဲဝံပြောလိုက်ပါတယ်။ဆရာဒါတက်သေးတာမဟုတ်ဘူး။ဒါကဒီကျောင်းရဲ့ပညာရေးစနစ်ကကျောင်းသားတစ်ယောက်ကိုအရှင်လက်လက်တက်ပစ်လိုက်တဲ့လူသက်မှုလိုပဲလို့အော်ပြောလိုက်တဲ့အတွက်ကြောင့်မလို့တကြောင်လုံးတုံလို့သွားပြီးတော့ virus နဲ့ Rancho တို့ကြားကစစ်ပွဲကဘလို့မှစိစက်လို့မရတော့တဲ့အခြေအနေကိုရောက်သွားပါတော့တယ်။တကြမှာတော့ Rancho, Farhan နဲ့ Raju တို့၃ယောက်ကဗိုက်ဆာစာနဲ့လမ်းလျှောက်နေရင်ခန်းသားကြီးကျယ်တဲ့မင်္ဂလာဆောင်ပါတီပွဲတစ်ခုကိုတွေ့လို့အခါမဲ့စားတော့ခိုးစားဖို့အတွက်ဝဲဆောင်ပြင်းနေသွားခဲ့ပါတယ်။အဲ့ဒီညမှာ Rancho ဟာသူတို့သမီးရဲ့ညီမဖြစ်တဲ့ချစ်စရာကောင်းတဲ့စေးချောင်းတီလေးပီယာနဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ပီယာမှာဆူဟတ်ဆိုတဲ့စစ်သက်ထားတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ဆူဟတ်ကတော့လူပစ္စည်းတွေရဲ့တန်ဖိုးနဲ့ဈေးနှုန်းကိုပဲအမြဲတမ်းကြွားလုံးထုတ်တတ်လို့ Rancho ကသူ့ကို price tag လို့နာမည်ပေးလိုက်ပါတယ်။ Rancho ကပီယာကိုဒီလူကမင်းကိုတကယ်ချစ်တာမဟုတ်ဘူး။ပစ္စည်းတွေကိုပဲချစ်တာ။မင်းသူ့ကိုယူရင်တဘဝလုံးဈေးနှုန်းတွေပဲကြားလိမ့်မယ်လို့တတိပေးပြီးတော့ဆူဟတ်ရဲ့ဝစ်စုံဘော်ကိုရွှေချိုရည်တွေမှားချသလိုမျိုးစမ်းသပ်ပြလိုက်တဲ့အချိန်မှာတော့ဆူဟတ်ကသူ့ဝစ်စုံရဲ့ဈေးနှုန်းကိုပြောပြီး OS ဆိုပါတော့တယ်။ဒါကိုကြည့်ပြီးပီယာဟာဒေါသထွက်ပြီးတော့ Rancho ကိုမောင်းထုတ်ဖို့လုပ်ပါတယ်ဒါပေမဲ့ပိုပြီးကန်ဆိုးသွားတာကတော့ဒီမင်္ဂလာဆောင်ကတခြားလူမင်္ဂလာဆောင်မဟုတ်ဘဲနဲ့ကျောင်းကြီး virus ရဲ့တမီအကြီးဆုံးမင်္ဂလာဆောင်ဖြစ်နေတာပါ virus ကသူတို့၃ယောက်ကိုပါတီထဲမှာမိသွားပြီးတော့လက်ဘူးလက်ညာဖမ်းမိသွားပါတယ် virus ကနောက်ရက်မှာ Farhan Raju ရဲ့မိဘတွေစီကိုစာပို့ပြီးတော့မင်းရဲ့သားတွေက Rancho ဆိုတဲ့လူလေးနဲ့ပေါင်းပြီးတော့ဘွားပြတ်တော့မယ်ဆိုပြီးတတိပေးတာပို့လိုက်ပါတယ် virus ရဲ့စာကြောင့် Farhan နဲ့ Raju တို့ဟာ Rancho ကိုခေါ်ပြီးသူတို့အိမ်တွေကိုလိုက်ပြရပါတယ် Farhan ရဲ့အိမ်ကိုရောက်တဲ့အချိန်မှာတော့အဖေပြသူက Rancho ကိုဒေါသတကြီးနဲ့မင်းကချမ်းသာပြီးအေးဆေးနေနိုင်ပေမဲ့ငါသားကိုတော့အင်ဂျင်နီယာဖြစ်အောင်ငါတို့အစားအသောက်ရှော့စားပြီးပြုစုထားတာငါသားကိုမဖျက်ဆီးပါနဲ့လို့နှင်ထုတ်လိုက်ပါတယ်နောက်ပြီး Raju ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ပိုပြီးစိတ်မကောင်းစရာပါအိမ်ကတကယ်ကိုစုပ်ပြတ်နေပြီးတော့လေးဖြတ်နေတဲ့အဖေကြီးကဂရင်ပေါ်မှာကြီးတွားနေရှာပါတယ်အမေပြသူကလည်းဟောင်းနှက်နေတဲ့အဝေစားတွေနဲ့ဒီမှာကြည့်စမ်းကုံစင်းလုံးတွေကတက်နေပြီငါသမီးအတွက်ရွှေစဲကြိုးဖို့မရှိလို့အိမ်တော်မချနိုင်သေးဘူး Raju ပွဲရမှာပဲငါတို့မိသားစုလွတ်မမှာဆိုပြီးတော့ငိုယိုပြီးပြောပါတယ် Raju ဟာမိသားစုရဲ့ဆင်းရဲဒုက္ခတွေကို Rancho တွေ့သွားတဲ့အခါမှာတော့ရှက်လဲရှက်ကြောက်လဲကြောက်ပြီးတော့ Rancho မင်းကဘာမှပူကြမလို့တဲ့တထေးသားမှုလို့ဘဝကိုကစားစရာလို့ထင်နေရလားငါမှတော့ဒီเจ้าကပွဲရဖို့အသက်ထက်အရေးကြီးတယ်ငါမင်းနဲ့ဆက်မပေါင်းနိုင်တော့ဘူးလို့ပြောပြီးတော့ Rancho ရဲ့အခန်းထဲကနေပစ္စည်းတွေသိမ်းကအလွတ်ကျစနစ်သမားချတူးရဲ့အခန်းထဲကိုပြောင်းရွှေ့သွားပါတော့တယ် Rancho ဟာသူ့တငယ်ချင်းတွေစိတ်နဲ့သွားတာကိုကြည့်ပြီးတော့ရင်ထဲမှာအကြီးကျယ်ဝမ်းနည်းသွားခဲ့ရပါတယ် Raju ကိုအမှန်တရားသိစေချင်တဲ့အတွက် Rancho နဲ့ Farhan တို့ကအကွက်တစ်ခုဆင်ပါတော့တယ်ဆရာများနေပါတီပွဲမှာချတူးဟာကျောင်းကြီး Virus ရဲ့ပညာရေးဝန်ကြီးရှင်မှာဟောပြောပွဲလုပ်ဖို့အတွက်ဟင်းဒီဘာသာစကားနဲ့ရေးထားတဲ့မိန့်ခွန်းစာအုပ်တုပ်ကိုလွတ်ကျက်နေပါတယ်ချတူးဟာဟင်းဒီစကားကိုအဓိပ္ပာယ်နားမလည်ဘဲနဲ့အလွတ်ကျက်တာကိုသိလိုက်ရတဲ့ Rancho ဟာညဘက်မှာချတူးရဲ့မိန့်ခွန်းစာအုပ်ထဲကအကျိုးပြုစင်းဆိုတဲ့စကားလုံးတွေရဲ့နေရာမှာအထမကျင်င်းဆိုတဲ့စကားလုံးတွေဖြစ်လှုပ်ဝက်ပြောင်းလဲပြလိုက်ပါတယ်နောက်ရက်ပါတီပွဲ
က်မှာချာတူဟာစင်မော်တက်ပြီးတော့အားရပါရမျက်နှာပေးကြီးနဲ့မိန်ကုန်းစာပြောပါတော့တယ်သူဟာအတိတ်ပဲနားမလဲပဲနဲ့ကျွန်တော်တို့ကျောင်းဦးကြီး virus ကကျောင်းသားတွေကိုနေတိုင်းအာဓမပြုကျင့်နေတာဖြစ်ပါတယ်ဝန်ကြီးကလည်းဒီကိုလာပြီးတော့ကျောင်းသားတွေကိုအာဓမပြုကျင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ယုံကြည်ချက်အပြည့်နဲ့အော်ပြောလိုက်တဲ့အခါမှာတော့ကျောင်းလုံးကကျောင်းသားတွေကတဟဟနဲ့ဘိုင်အောင်ရီမျိုးကြပြီးတော့ကျောင်းဦးကြီးနဲ့ဝန်ကြီးကတော့ဒေါသထွက်လွန်လို့မျက်နှာကြီးတွေခရမ်းညီနီးလို့နီးမြန်းကုန်ပါတော့တယ်ရာဂျူးကလည်းဒီဘဲကိုကြည့်ပြီးတော့အလို့ချက်စနစ်ရဲ့အဓိပ္ပာယ်မရှိပုံကိုတီးသွားပြီးတော့ရန်ချိုစီကိုပြန်လာကတငယ်ချင်း၃ယောက်ပြန်နဲ့တင့်မြတ်သွားပါတော့တယ်အဆက်ကွဲထားတဲ့ချာတူကတော့ရန်ချိုရဲ့ရှေ့ကိုရောက်လာပြီးတော့မျက်ရည်တွေနဲ့ကြောင်းသွားပါတော့တယ်ရန်ချိုမင်းငါ့ကိုအများရှိမှစော်ကားခဲ့တယ်ဒီနေ့ကစပြီးတော့10နှစ်ပြည့်တဲ့နေ့စက်တင်ဘာ9ရက်နေ့မှာငါတို့ဒီနေရာမှာပြန်ဆောင်ကြမယ်အဲ့ဒီအချိန်ကျရင်တော့ဘသူကပိုပြီးအောင်မြင်နေတဲ့လူဖြစ်မလဲဆိုတာပြိုင်ကြမယ်ဆိုပြီးတော့ဂလဲစားချေသစ္စာဆိုခဲ့ပါတယ်ဇလန်ကလက်ရှိမျက်မှောက်ခေကားမောက်နေတဲ့မြင်ကွင်းစီကိုပြန်ရောက်လာပါတယ်ဖာရန်ရာဂျူးနဲ့ချာတူးတို့၃ယောက်ကရန်ချိုရှိနေတယ်ဆိုတဲ့တောင်ပေါ်မျိုးလေးကအင်ကြီးတိန်ရဲ့ရှေ့ကိုဆက်ဆိုင်မြတ်မြတ်ရောက်ရှိလာပါတယ်ဖာရန်နဲ့ရာဂျူးတို့ဟာ10နှစ်ကြာမှသူတို့ရဲ့အချစ်ဆုံးတငယ်ချင်းရန်ချိုနဲ့ပြန်တွေ့ရရမယ်ဆိုပြီးတော့ဝမ်းသာအားရနဲ့အိမ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အိမ်ထဲမှာတွေ့လိုက်ရတဲ့ရန်ချိုဆိုတဲ့လူဟာသူတို့သိတဲ့ရန်ချိုမဟုတ်ဘဲနဲ့တခြားအန်ကကြီးတယောက်ဖြစ်နေတာကိုထိတ်လန့်နေကြတွေ့လိုက်ရပါတယ်ဖာရန်နဲ့ရာဂျူးတို့ကစိတ်တို့ဒေါသထွက်လာပြီးတော့ငါတို့တငယ်ချင်းရန်ချိုဘာမှလဲအမှန်တိုင်းပြောစမ်းဆိုပြီးတော့အဖေမင်းမြတ်မှာတော့တယ်ဒါပေမဲ့ဒီလိုကလည်းဇွန်ချင်းပြီးတော့ငါကပဲရန်ချိုဟန်တက်အစ်စ်ပါမင်းတို့ပြောတဲ့လူကိုငါမတီးဘူးလို့អော်ပါသေးတယ်ဒီချိန်မှာပဲဖြတ်ထွန်းညံကောင်းတဲ့ရာဂျူးကအိမ်ထဲကဘိုးဘပြအိုးကြီးကိုကောက်ယူလိုက်ပြီးတော့အိမ်သားလေးကိုပြေးဝင်သွားပါတော့တယ်ပြီးတော့မင်းခုချက်ချင်းအမှန်တိုင်းမပြောရင်မင်းရဲ့အဖိုးပြတွေကိုအိမ်သားကိုတည်းထည့်ပြီးတော့ flash နှိပ်ချပြမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခါအိမ်ပိုင်ရှင်ကကြောက်လန့်တရားနဲ့လက်မြောက်ရှုံးပေးပြီးတော့ထိတ်လန့်စရာအမှန်တရားကြီးတစ်ခုကိုဖွင့်ပြောလာပါတော့တယ်တကယ်တော့သူဟာရန်ချိုတက်ချန်ရှက်ဆိုတဲ့နာမည်ရင်းရှိတဲ့တတိထအစ်စ်ဖြစ်ပါတယ်အမှန်တရားကတော့သူတို့ကျောင်းတုန်းကရန်ချိုလို့သိခဲ့တဲ့လူကတကယ်တော့တထေးသားမဟုတ်ပဲနဲ့အဲ့ဒီအိမ်ကအင်စီအလုပ်သမားရဲ့သားဖြစ်ပြီးတော့ငယ်နမေကချိုတေးလို့ခေါ်တဲ့မိဘမဲ့ကောင်လေးတယောက်ပါချိုတေးဟာငငယ်လေးကစားပတ်တာဆက်ပစ္စည်းတွေဖျက်ရတာဆင်းရတာတွေကိုအရန်ပါရမီပါပြီးတော့ညံကြီးတဲ့ကောင်လေးဖြစ်တာပေါ့တစ်ပတ်မှာလည်းတထေးသားရန်ချိုအစ်စ်ကတော့စာမိုးဘဲဆိုအမြဲကြပြီးတော့စာမေးတတ်သူဖြစ်လို့အဖေဖြစ်သူတထေးကြီးကပတ်စံအများကြီးကုန်ကြခံပြီးကွက်ဆင်ခဲ့ပါတယ်ဥပဒေအရချိုတေးကိုရန်ချိုအစ်စ်ရဲ့နာမည်နဲ့ ICA အင်ဂျင်နီယာကျောင်းကိုလှုပ်တက်ခိုင်းပါတယ်စီကံချက်ကတော့ရှင်းရှင်းလေးပါကျောင်းပြီးလို့ဘွဲရတာနဲ့ဘွဲလက်မှတ်ပေါ်မှာရန်ချိုအစ်စ်ရဲ့နာမည်ကိုထည့်ပေးရမယ်ချိုတေးကတော့ဘွဲလက်မှတ်လည်းမရယုံနေမကဘဲနဲ့ကဘာပေါ်ကနေအစပြောက်သွားမယ်ဆိုတဲ့ရက်ဆက်လုံးနဲ့ကြည့်ပါပဲအမှန်တရားကိုသိလိုက်ရတဲ့ဖန်နဲ့ရာဂျူတို့ကသူတို့တငယ်ချင်းဟာဘလောက်ပဲဆင်းရဲသားဖြစ်ပါစေဝဲလက်မဲ့မရမှန်တိတိကြီးနဲ့သူတို့ကိုပညာတွေပေးခဲ့သစ္စာရှိခဲ့တဲ့ပါရမီရှင်လေးဆိုတာသိသွားပြီးမျက်ရည်ကျမိကြပါတယ်ရန်ချိုအစ်စ်ကချိုတေးရအခုချိန်မှာလာတက်စ်လို့ခေါ်တဲ့အိန္ဒိယရဲ့အစွန်ဆုံးတောင်ပေါ်ဒေသလေးမှာကလေးတွေကိုစာသင်ပေးတဲ့ကျောင်းဆရာလေးတယောက်အဖြစ်ပုံကွယ်နေထိုင်နေတယ်လို့လိပ်စာပေးလိုက်တာကြောင့်သူတို့၃ယောက်ကကားနဲ့ခီးဆက်ခဲ့ကြပြန်ပါတယ်ဇလန်ကလွန်ခဲ့တဲ့10နှစ်ကကျောင်းသားဘဝရဲ့အရေးကြီးဆုံးအလှည့်ပြောင်းတွေကိုပြန်လည်အသေးစိတ်ပြသပေးပါတယ်ကျောင်းလုံးကရန်ချိုဟာဆောင်းမိုးပွဲတိုင်းမှာတကြောင်လုံးပထမရခဲ့တာကိုအလွတ်ကျက်စနစ်သမားချတူးနဲ့ကျောင်းဦးကြီးဖိုင်နယ်တို့ကအယမ်းမနာလို့ဖြစ်ခဲ့ကြတာပါတညမှာတော့ရန်ချိုဖာဟန်နဲ့ရာဂျူးတို့၃ယောက်ကအရက်တွေအလုံးကျိုးတောက်ပြီးအမိုးလုံပြီးတော့ကျောင်းဦးကြီးဖိုင်နယ်ရဲ့အိမ်ငကားဝါကိုတွားပြီးသေးနဲ့ပန်းပြီးတော့ဆဲဆိုခဲ့ကြပါတယ်ဒါကိုကျောင်းဦးကြီးကတီးသွားပြီးရာဂျူးတယောက်တည်းကိုပဲလက်ဘူးလက်ကြိုင်မြင်သွားပါတယ်ရက်ဆက်တဲ့ဗိုင်းရပ်ကရာဂျူးကိုစစ်တဲ့ရေးအရအကြက်ကင်มาတော့တယ်သူကရာဂျူးမင်းကဘလောက်ဆင်းရဲလဲငါသိတယ်မင်းเจ้าကအထုတ်ခံရရင်မိမိသားစုငတ်ပြီးမင်းအလုပ်တော့မခံချင်အခုချိန်ချင်းစာရွက်ပေါ်မှာဒီသေးပတ်တဲ့ကိစ္စကိုရန်ချိုကအဓိကခိုင်းတာမှလို့ရေးပြီးတော့တငယ်ချင်းကိုတစ္ဆာဖောက်ပြီးလက်ညှိုးထိုးပြမဟုတ်ရင်မင်းဒီနေ့ပဲเจ้าကထွက်ခလိမ့်မယ်လို့ဖိအားပေးပါတယ်ရာဂျူးခမရရုံးခန်းနေမှာနေအကြီးအကျယ်စိတ်ပဲအားငယ်သွားပါတယ်တစ်ဖက်မှာကြည့်ရင်လည်းသူ့ကိုမျှော်နေတဲ့လေဖြတ်နေတဲ့ဖခင်ကြီးနဲ့ဆင်းရဲတဲ့မိသားစုရဲ့မျက်နှာနောက်တစ်ဖက်မှာကြည့်ရင်လည်းသူ့အဖေအသက်လူနေတုန်းကမော်တော်ဆိုင်ကယ်နဲ့ဆေးရုံကိုအတင်းတင်ပြီးတော့အသက်ကယ်ပေးခဲ့တဲ့အချစ်ဆုံးတငယ်ချင်းရန်ချိုရဲ့မျက်နှာဘယ်ဘက်ကိုရွေးရမှန်းမသိဘဲနဲ့ငရဲကြီးတစ်ခုလိုခံစားလိုက်ရပါတယ်ရာဂျူးဟာတငယ်ချင်းကိုလည်းတစ္ဆာမဖောက်ခြင်းမိသားစုကိုလည်းမျက်နှာမပြတ်စီနေတာကြောင့်နောက်ဆုံးမှာတော့ကျောင်းအောင်ကြီးရေုံခန်းရဲ့တတိယတက်ပရင်ဘတ်ဘူကနေအောက်ကိုဝုန်းကနေခုန်ကြပြီးတော့ကိုယ့်ကိုယ်တက်သေးဖို့ကြိုးစားလိုက်ပါတော့တယ်ဒါပေမဲ့ကံကောင်းကျင်တော့ရာဂျူးကမသေးပါဘူးဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်အယုတ်ဆက်တွေအားလုံးကြိုးစားပြီးတော့ကိုမာဝင်ကသတိမိမိမျောတဲ့အခြေအနေနေနဲ့ဆေးရုံကလေးပေါ်ရောက်သွားခဲ့ပါတယ်ရာဂျူနဲ့ဖာယန်တို့ကတော့ကျောင်းသားတွေကဖြစ်ပြီးရာဂျူရဲ့ဘေးမှာနေရောညပါမအိပ်မနေပြုစုပေးခဲ့ကြပါတယ်ဆရာဝန်ကသူ့ရဲ့စိတ်ထဲမှာအာယုံကြောတွေတင်နေပြီးသူ့ကိုစိတ်လှုပ်ရှားစေမဲ့စကားတွေပဲပြောပြပါလို့လမ်းညွှန်တဲ့အခါမှာတော့ရန်ချိုနဲ့ဖာယန်တို့ကရာဂျူတတိယလာစေဖို့အတွက်ထူးဆန်းပြီးရည်စရာကောင်းတဲ့ဖြူပါတယ်တုံးပါတော့တယ်သူတို့ကရာဂျူရဲ့နာနာကတ်လာပြီးတော့ရာဂျူမင်းအမကြီးမင်္ဂလာဆောင်ရတော့မယ်ဟိသူတို့သားကကားလက်ကတောင်းတယ်မင်းအမေကဟင်းချက်ရင်စီတွေအများကြီးတုံးနေပြီမင်းဖေကလည်းအကောင်းတိုင်းလမ်းလျှောက်နိုင်နေပြီဆိုတော့ဟာသသတင်းတူတွေကိုအော်ပြောပြီးနှိုးကြပါတယ်နောက်ဆုံးမှာတော့ရန်ချိုကရာဂျူရဲ့အလုပ်ကန်အင်တာဗျူးဝေစားတွေပြပြီးစားနောက်လိုက်တဲ့အချိန်မှာတော့အမွေနီလန်းနဲ့ရာဂျူရဲ့လက်ချောင်းလေးတွေလှုပ်လာပြီးတော့အမြဲတွေကြကသတိပြန်ရလာပါတယ်ရာဂျူဟာကျောင်းစစ်ဘွဲကုမ္ပဏီကြီးတွေရဲ့အလုပ်ကန်အင်တာဗျူးကိုဝေချက်ကြီးနဲ့တက်ခဲ့ပါတယ်အင်တာဗျူးတထေးတွေကမင်းရဲ့အမှတ်တွေကဘာဖြစ်လို့ဒုတိယနေ့မှာကြာသွားတာလဲလို့မေးတဲ့အခါမှာတော့ सैलरी कितना लोगे भैया डिस्कस कर लें थैंक यू सर ကုမ္ပဏီတထေးတွေကအရန်သဘောကျပြီးတော့မင်းလုံးလူမျိုးကိုငါတို့ရှာနေခဲ့တာဆိုပြီးတော့အလုပ်ချက်ချင်းခတ်လိုက်ပါတော့တယ်ဖာရန်ကလည်းအိမ်ကိုအပြေးပြန်ပြီးတော့သူအမြဲတမ်းကြောက်ခဲ့ရတဲ့အဖေပြည်သူရှိမှဒူးတော့ကရင်ဖွေးပါတယ်သူက
အဖေကျွန်တော်အင်ဂျင်နီယာလုပ်ရင်ပတ်စံအများကြီးရနိုင်ပေမဲ့တဘွာလုံးပြောရမှာမဟုတ်ဘူးကျွန်တော်ဝါသနာပါတဲ့တော်ရန်တရိတ်ဆန်တပုံးစရာပဲလုပ်ပြရစီကားသေးလေးပဲစီးပြရစီကျွန်တော်ပြောချင်ပါတယ်အဖေလို့ငိုပြီးတောင်းပန်ပါတယ်အဖေဖြစ်သူကတားဖြစ်သူရဲ့ရင်းနှီးဖြစ်စကားကိုနားလည်ပေးပြီးတော့အင်ဂျင်နီယာအလုပ်တော့ဝယ်ထားတဲ့ laptop ကိုစိုင်မှာပြန်လဲပြီးတော့ဈေးကြီးတဲ့ professional camera ကြီးကိုတားဖြစ်သူတွေဝေပေးကဖာရာနဲ့အိမ်မက်ကိုခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ကျောင်းကြီးဖာရာကတော့အရှုံးမပေးခဲ့ပါဘူးသူကရာဂျူအလုပ်ရတာကိုမနာလို့ဖြစ်ပြီးတော့ငါကိုယ်တိုင်မေးခွန်းထုတ်ပြီးရာဂျူကိုစောင်းမွေးကြအောင်လုပ်မယ်သူဘွဲမရစရာဘူးလို့ကြောင်းရပါတယ်ဒါကိုကျောင်းကြီးရဲ့တမီစိတ်ကြောင်းသူလေးပီယာကကြားသွားပြီးတော့ရန်ချိုတို့ကိုဖုန်းဆက်တတိပေးပါတယ်ပီယာကငါအဖေရဲ့ရုံးခန်းအလံထဲမှာစောင်းမွေးမေးခွန်းနေရှိတယ်တော့ကငါ့အိမ်မှာရှိတယ်အခုချိန်ချင်းတွားခိုးကြဆိုပြီးတော့ခိုးပေးပါတယ်ရန်ဂျူနဲ့ဖာယန်တို့ကမိုးသေးထန်စွာရွာနေတဲ့ညကြီးမှာပဲရုံးခန်းထဲကိုဝင်ပြီးတော့မေကုန်းတွေကိုခိုးယူကရာဂျူကိုပေးပါတယ်ဒါပေမဲ့အသိဉာဏ်ပွင့်သွားတဲ့ရာဂျူကတော့ရန်ချိုငါမခိုးကျင်တော့ဘူးကြားရင်လည်းအရှိတိုင်းပဲကြားပါစေငါရင်ချင်းနဲ့ပဲငါဖြစ်မယ်လို့ပြောပြီးတော့မေကုန်းတွေကိုလွှတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးညင်တော့အဲ့ဒီအချိန်မှာပဲကျောင်းအကြီးဖာရက်ကဓာမီကြီးနဲ့ရောက်လာပြီးတော့သူတို့၃ယောက်လုံးကိုလက်ပိုးလက်ချက်ဖမ်းမိသွားပါတယ်ဖာရက်ကဒေါသတကြီးနဲ့မင်းတို့၃ယောက်လုံးကျောင်းကနေခုချင်းချင်းထုတ်ပေးလိုက်ပြီးကျောင်းကနေအထုပ်ဆွဲပြီးထွက်သွားကြဆိုပြီးတော့အမိန်ပေးပြီးမောင်းထုတ်ပါတယ်အဲ့ဒီညမှာနေမဲ့ကဘာပြတ်မတက်မိုးသက်မုန်တိုင်းအပြင်းထန်ကြပြီးတော့ရေကြီးပြီးလျှက်စစ်မီးတွေကလည်းတကြောင်လုံးဝပြတ်ထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းအကြီးရဲ့သမီးအကြီးဆုံးဖြစ်တဲ့ကိုဝင်ဆောင်မူနာကဗိုက်ထဲကကလေးမွေးဖို့ရက်စီပြီးတော့အသေးအံပိုင်နာလာပါတော့တယ်အပြင်မှာရေရီကြီးနေလို့အရေးပေါ်လူနာတင်ကားကလည်းလုံးဝလာလို့မရပါဘူးဆေးရုံကလည်းတွားလို့မရတဲ့အကျက်သေးကြီးဖြစ်လာတာပါဒီလိုအသက်လူရမယ့်အခြေအနေမှာပဲရန်ချိုဖာယန်နဲ့ရာဂျူတို့၃ယောက်ကကျောင်းသားတွေကိုစူးစီးပြီးတော့အင်ဂျင်နီယာပညာရပ်တွေနဲ့ကယ်ဖို့လုပ်ကြပါတယ်ပြီးတော့ PR ရဲ့ဖုန်းထဲက webcam နဲ့လမ်းညွှန်မှုနဲ့အတူခလေးမွေးဖို့ပြင်ဆင်ကြပါတယ်ဒါပေမဲ့ခလေးကလမ်းကြောင်းမနေပြီးအပြင်ကိုထွက်မလာလို့အမေရောခလေးပါအသက်အန္တရာယ်ရှိလာတဲ့အတွက်ကြောင့်မလို့ရန်ချိုကကျောင်းကဖုန်းဆုပ်ဆက်ကိုတုံးပြီးတော့စွမ်းအားမြင့်တည်တွင်ပြီးစောက်ခွက်တစ်ခုအဖြစ်ပြုလုပ်ခါခလေးကိုအသားရဆွဲထုတ်ပြီးတော့အောင်မြင်စွာမွေးပေးခဲ့ပါတယ်ဒါပေမဲ့ခလေးကမွေးဖလာတဲ့အချိန်မှာပဲအသက်မရှူပဲငြိမ်သက်နေလို့တခန်းလုံးငိုကြွေးပြီးစိတ်မကောင်းဖြစ်နေကြတော့မှာပဲရန်ချိုအဖအဝင်ကျောင်းသားအလုံးကသူတို့ရဲ့ဆောင်ဖို့ဖြစ်တဲ့ Allis Well ဆိုပြီးတော့လက်ကိုတီးပြီးတညီတညွတ်ထဲអော်လိုက်တဲ့အချိန်မှာတော့အန်အိုးစရာကောင်းလောက်အောင်ခလေးလေးကအသက်ဝင်လာပြီးတော့ဝုန်းကနေငိုယူကရန်ချိုရဲ့မျက်နှာကိုကန်ကြောက်လိုက်ပါတော့တယ် Allis Well. Allis Well.ဒါကိုဘေးကမြင်တွေ့လိုက်ရတဲ့ကျောင်းအောင်ကြီးဖာရက်ကတော့သူ့ရဲ့တင်းမာလာတဲ့စိတ်ငါးစားချက်တွေအားလုံးပြိုလဲသွားပြီးတော့မျက်ရည်တွေကျကရန်ချိုကိုဖတ်ပြီးတော့မင်းရဲ့ပညာရေးကမှန်ပါတယ်ငါမားခဲ့တာလို့ဝန်ခံပြီးတော့သူ့ရဲ့အမျက်နှိုးဆုံး space ban ကိုရန်ချိုရဲ့အိတ်ကတ်ထဲကိုထည့်ပေးပြီးအောင်နိုင်သူအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဘွေနှင်းသမီးပြီးဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ရန်ချိုဟန်ဆောင်ထားခဲ့တဲ့သူကသူ့ကတိအတိုင်းဘွဲလက်မှတ်ကိုရန်ချိုအစ်စ်စီပေးရပြီးတော့ဘာမှမယူပဲတိတိစိတ်ထွက်သွားခဲ့တာစနေတိတိရှိခဲ့တာပေါ့ဇလန်ကလက်ရှိမြေမောက်ခေလာဒစ်တောင်မော်တေရခီးစဉ်ကိုပြန်လာပါတယ်ဖာရာနဲ့ရာဂျူတို့ကတော့လာဒစ်ကိုတွားနေတော့မှာပဲသူတို့ရဲ့ဖုန်းထဲကသတင်းတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့ရန်ချိုကိုအရင်ချစ်တဲ့ပီယာကအခုချိန်မှာအဲ့ဒီ price tag ကောင်ကြီး Suez နဲ့မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းပါပဲဒါကြောင့်ဖာရာနဲ့ရာဂျူတို့ဟာလမ်းမနေကားကိုချက်ချင်းပြောင်းခဲ့ပြီးတော့ပီယာရဲ့မင်္ဂလာဆောင်ပွဲကြီးတဲ့ကိုသူတို့သားဝတ်ဆောင်အတူတွေနဲ့ဝင်သွားတော့တယ်ပြီးတော့ပီယာကိုမင်းချရတဲ့ရန်ချိုကိုငါတို့ရှာတွေ့ပြီးသူကတထေးသားမဟုတ်ဘူးဒါပေမဲ့မင်းကိုသူအရင်ချစ်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ပီယာကဝမ်းသာအားရနဲ့မင်္ဂလာဆောင်ကိုပြစ်ပြီးသူတို့သမီးဝတ်ဆောင်အနီကြီးနဲ့တင်ဖာရာတို့ကားကိုခိုးပြေးလိုက်လာပါတော့တယ်ဒီလိုနဲ့သူတို့၄ယောက်စလုံးလာဒက်စ်ကလှပလုံးနဲ့ပန်ကောင်ရေကန်ပြကြီးရဲ့ဘေးကစာတင်ကျောင်းလေးစီကိုစစိုက်မှုရောက်သွားကြပါတယ်ဒီကျောင်းကိုကြည့်လိုက်တဲ့အခါမှာတော့ကလေးတွေကစာအုပ်ကြီးတိုင်းမဟုတ်ဘဲနဲ့ရန်ချိုတစ်ဖြစ်လဲချိုတီးရဲ့တင်ညာမှုကြောင့်တုံးဝင်းညက်တဲ့ဆက်ကလေးတွေစပိန်နဲ့လျှက်စစ်မော်တာတွေကိုကိုယ်တိုင်တီထွင်ပြီးတော့လက်ရည်ဆဆန်ပျော်ရွှင်စွာစော်ကစားနေကြတာကိုတွေ့ရပါတယ်ပီယာဟာစင်းနေကြာမှာပြန်တွေ့ရတဲ့ချိုတီးကိုမြင်မြင်ချင်းပဲဝမ်းနဲ့ဝမ်းသာစိတ်နဲ့ပါးကိုဖြတ်ခနဲ့တစ်ချက်ရိုက်လိုက်ပါတော့တယ်ပြီးတော့မှရင်ဝင်ထဲကိုတိုးဝင်ကအသေးအံပြစ်ဖက်လိုက်ပါတော့တယ်ဖာဟာနဲ့ရာဂျူတို့ကလည်းသူတို့ရဲ့အခြေဆုံးတငယ်ချင်းကြီးကိုပြန်ဖက်ပြီးတော့မင်းငါတို့ကိုဘာဖြစ်လို့ပြစ်တော့ရတာလဲကွာဆိုပြီးတော့ရိုက်ကြီးတင်ငိုကြွကြပါတယ်အဲ့ဒီအချိန်မှာအနောက်ကနေကားကောင်းစားကြီးနဲ့လိုက်လာတဲ့အလို့ချက်စနစ်သမားချာတူကတော့ရန်ချိုကိုတွေ့ချင်းမှာပဲလှောင်ပြောင်ဆဲဆိုပါတော့တယ်ချာတူတွေ့လားမင်းเจ้าတို့ကပထမရခဲ့တာလေအခုတော့ဒီတောရွာမှာလာစာနဲ့နဲ့ကျောင်းဆရာလေးလုပ်နေရတာပါပဲငါကတော့ American Company ကြီးရဲ့ VP ဖြစ်နေပြီမကြခင်မှာပဲကဘာကျော်သိပ္ပံပညာရှင်ကြီးဝန်တူးနဲ့စာချုပ်ကြီးချုပ်ရတော့မှာမင်းကတော့ရှုံးနေသူပဲဆိုပြီးတော့ရန်ချိုရဲ့အိတ်ကက်တဲကအာကာသသုံးဖောင်တင်လေးကိုလူယူတာသူယူလာခဲ့တဲ့အရှုံးသမားသဘောတူညီချက်ဆောင်ရွက်ပုံမှာရန်ချိုကိုအတင်းလက်မှတ်ထိုးခိုင်းပါတယ်ရန်ချိုကလည်းဘာမှမပြောဘဲနဲ့ပြုံးလေးချာတူးပေးတဲ့ဆောင်ရွက်ပုံမှာလက်မှတ်ထိုးပေးလိုက်ပါတယ်ဒါပေမဲ့သူထိုးပေးလိုက်တဲ့နာမည်ကိုချာတူးကြည့်လိုက်တဲ့အချိန်မှာတော့ဆောင်ရွက်ပုံမှာဖုန်စုဝန်တူးလို့ရေးထားတာကိုတွေ့ရပါတယ်ချာတူးတစ်ပေါ်လုံးအောက်ကျခံပြီးတော့အသေးအံဖားနေရတဲ့တကဘာလုံးကနာမည်ကြီးကုမ္ပဏီတွေကဒေါ်လာတန်းနဲ့ချီပြီးပူပေါင်းချင်နေကြတဲ့ကဘာကျော်သိပ္ပံပညာရှင်ကြီးဖုန်စုဝန်တူးဆိုတာကတခြားလူမဟုတ်ဘဲနဲ့သူတို့ရဲ့တငယ်ချင်းရန်ချိုတစ်ဖြစ်လဲချိုတေးကိုယ်တိုင်ဖြစ်နေတာပါစောင်းနီးကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်